ဒီတက်တွင်းဖွဲ့စည်းပုံကိစ္စပြောရမယ်ဆိုလို့ရှိရင်တော့ဒါအာဏာမသိခင်ကနေကပြက်နေပဲပြောရမယ်ပြက်နေပဲပြောရမှာပဲစီးရင်ပေါ်သားဒီစီမီစီကန်ဥပဒေလဲဇာတ်ပုံမှာပဲသူတို့အဲ့ဒီဖွဲ့စည်းပုံနဲ့ပတ်သက်ပြီးတော့စရင်အင်းအားကလည်းလူစီအင်းအားကလည်းဇာတ်ပုံမှာပဲဒီပြင်မှာဖြစ်တယ်လို့ဖြစ်နေမတိုင်းပြောရင်အဲ့တိုင်းပဲဖွဲ့စည်းပုံပြက်နေရဲ့အစကနေရပဲကျွန်တော်တို့စကားတစ်ခုရှိတယ်ဗျာဒီစစ်တပ်ထဲမှာကျွန်တော်တို့တာဝန်ထမ်းဆောင်တော့ဆိုရင်ဟာကျွန်တော်အဲ့တုန်းကပြောကြတဲ့စကားပေါ့နော်တော်များပြောကြတော့ဟာတံပတော်ကြီးကတော့စနစ်တကျနဲ့ပျက်စီးနေပြီဟေ့ဆိုတဲ့စကားရှိတယ်အဲ့ဒါကျွန်တော်တို့တာဝန်ထမ်းဆောင်နေကြတယ်အဲ့စကားရှိတယ်ဆိုတော့ဖွဲ့စည်းပုံကဒါအခုတော်လိုင်းဖြစ်ပြီးတော့သူတို့အနေနဲ့ပြည်သူထောက်ခံမှုမရှိလို့ဒီကိုယ့်ဘက်ကဟိုတော်လိုင်းစိတ်သက်ပြင်းပြင်းနဲ့တိုက်နေလို့ဒီကောင်လေးဟွာကြလို့လူဝင်ကနဲသွားတာမဟုတ်ဘူးအစကနေကဖွဲ့စည်းပုံကပြက်နေဟိုဘလို့ပြက်လဲဆိုတော့နံပါတ်1စိတ်သက်တွေကိုကျင်တရားတွေအစကနေကပြက်နေပြီလားဒါအမှန်တမ်းပြောပြတာအစကနေကပြက်နေပြီလားဟောအဲ့ရဲ့နောက်ဆက်တွဲရပါလဲဆိုတော့အခုကဲတကယ်လဲစစ်ပွဲလဲနှွေရောဒီကောင်ဒီဂျုံဂျုံကြပါလေဒါဟုတ်တယ်လေဒါတကယ်ပဲဆိုတော့ဒီဖွဲ့စည်းပုံအခုအချိန်မှာဒါအခုဟာပူတည်တာပေါ့နော်ဒီကောင်ဒီဟိုပြူတွေမွေးတယ်ပြီးရင်ဟွာဒီပြည်သူလူငယ်လူရွယ်လေးတွေကိုဒီပေါ်တာဆွဲတယ်အဲ့အဆင့်ထိတောင်ဖွဲ့စည်းပုံပြက်လို့သူတို့အဲ့လိုလုပ်နေရတယ်အနေအထားပေါ့နော်ဖွဲ့စည်းပုံကတော့ပြောရမယ်ဆိုရင်အစကနေကပြက်နေရပါသူတို့တက်ထဲမှာဆိုလို့ရှိရင်ဒီဘလောက်ထိဆိုးလဲဆိုတော့အခုကျွန်တော်တိုင်ရင်တင်းရင်မှာဆိုလို့ရှိရင်ဒီသူတို့ဘာ10ရောက်ဖွဲ့စည်းပုံလဲဆိုလို့ရှိရင်တိုင်ရင်တင်းရင်ဆိုရင်ဟွာဒါဥပမာထားပြီးကျွန်တော်ပြပြပါပေါ့နော်ဒီလူ180ရှိရဟုတ်ပြီလူ180ကိုလူ180ပြည့်လာဆိုမပြည့်ဘူးဒါအရင်ကနေကအာနာမသိခင်ကနေကဟိုကျွန်တော်တို့တက်ထဲမရောက်ခင်ကနေကအဲ့တိုင်းအဲ့ဒါလည်းတက်ထဲရောက်ပြီးမှသိရအစအပြင်တော့မသိဘူးတက်ထဲမရောက်ခင်ကနေကအဲ့တိုင်းဖြစ်နေတာဟိုတက်ထဲရောက်ပြီးတော့လည်းအဲ့တိုင်းပဲဆိုတော့မပြည့်ဘူးအဆောင်နေသူတို့ထားတယ်လူပြိုဆောင်အိမ်တော်တဲ့လိုင်းကစသဖြင့်ထားတယ်ဟုတ်ပြီလူပြိုဆောင်ဆိုရင်ကြည့်လိုက်အဲ့မှာစစ်တီထားတဲ့လူပြိုဆောင်ဆိုရင်အဆောင်ကသာ4ဆောင်စောက်ထားတာလူက2ဆောင်သားလောက်ပဲရှိရကျန်တဲ့2ဆောင်အလွန်ကြီးဖုံးတက်နေရပဲရှိရခြာစားနေရပဲရှိရအဲ့အမျိုးအနေထားပေါ့နော်ဖွဲ့စည်းပုံကတော့အရင်ကနေကပြတ်နေရလို့ကျွန်တော်ပြောပြတာပေါ့နော်အရင်ကနေကပြတ်နေတာသူတို့အဲ့တုန်းကတော့အာနာမသိခင်တော့ကတော့ဒီတိတ်ပြီးမသိတာဘူးမသိတာတဲ့အနေထားပါသူတို့ကလည်းအခုလိုပဲမသိတာတော့ပေါ်တာဆွဲတဲ့ကိစ္စအစမသိတာပဲဒါတမိုင်ကရှန်ကပဲအာနာမသိရင်တော့ဒီလူလူကတော့ဒါဟိုတမကရှန်ကပဲဟွာထင်ကြမြင်ကြတာဟုတ်အရင်ကနေကအဲ့အခုတော်လိုင်းဖြစ်လို့ဒီကောင်လေးလူတော်လို့မှကြမ်းဆွဲတာဟုတ်အရင်ကလည်းဆွဲတာပဲအဲ့ကျွန်တော်တို့တာဝန်ထမ်းဆောင်တွေကိုနေတဲ့အခြေအတွဲကိုဆွဲတော့မယ်ဆွဲတော့မယ်ဘလူတွေကလက်တို့ဆွဲတာအချို့ကြောင့်လည်းဆွဲတယ်အချို့ကြောင့်လည်းဟိုအဲ့တော့မှအခုလည်းရှိအခုလိုပါပဲဟိုအဲ့တုန်းကလည်းဆွဲတယ်မသိတာပေါ့ဗျာဒီလိုဒီပြည့်ချက်ပြည့်မဆွဲတာပဲရှိတာအဲ့တုန်းကလည်းပေါ်တာဆွဲတယ်အဲ့လိုပဲဝင်တဲ့အကောင်တွေလည်းရှိတယ်ဝင်တဲ့အကောင်တွေကကျွန်တော်တို့ဒါအမှန်တိုင်းပြောပြတာဝါနာပါလို့ကိုယူရချက်နဲ့ကိုခံယူချက်နဲ့ကိုဝါနာပါလို့ဟိုဝင်တဲ့လူတွေရှိသလိုဒီမလိမ့်မှုတို့အဲ့ခိုးမှုတို့စေးမှုတို့ကနေပြည့်မလွတ်တော့လို့တက်သေးကိုဝင်ပြီးတော့မှဟိုတာဝန်ထမ်းဆောင်တဲ့ကောင်တွေလည်းအများကြီးပဲအဲ့လိုမျိုးအများကြီးပဲရာနှုံးနဲ့တွက်မယ်ဆိုလို့ရှိရင်အောက်ခြေစစ်တီမှာဟိုအဲ့ကျွန်တော်တို့အာနာမသိခင်ရပါတော့အောက်ခြေစစ်တီမှာဟိုကျွန်တော်တို့လိုဝါနာပါလို့ကိုရွယ်ချက်နဲ့ကိုဝါနာပါလို့ဟိုကုခံချက်နဲ့ကိုဝင်တဲ့လူက15ရာခိုင်နှုန်းလောက်ပဲရှိတယ်ကျန်တဲ့95ရာခိုင်နှုန်းကအဲ့ဟိုပေါ်တာဆွဲချိတ်ချောက်ပြီးပေါ်တာဆွဲတဲ့လူနဲ့အဲ့ဟိုအမှုတွေကနေပြေးမလို့တို့ဝင်တဲ့ကောင်နဲ့အဲ့လိုမျိုးတွေများတာပေါ့နော်အဖွဲ့အစည်းကအဲ့လိုအဲ့မှာအကျိုးသက်မှုကဘာသွားဖြစ်လဲဆိုတော့ဒါအဲ့လိုမျိုးတွေဝင်တိုင်းလက်ခံတာပွဲတော်ကြီးကြလို့ဝင်လေကြိုက်လေပဲသူကအထက်မှာဘာလုပ်လဲဆိုတော့စိတ်မှုနဲ့ဥမာမရင်းမှုနဲ့ဟွာမလွတ်တော့ဘူးပြေးရတော့မယ်ဆိုရင်တက်ထဲဝင်လိုက်တယ်စူသောကြီးတဲ့သွားပြီးတော့ဝင်ကြလို့ပါသူဘတ်သူကလည်းလူတော့ခါကြတော့စစ်တပ်ကလည်းဆွဲပြီးတော့သွင်းလိုက်တော့အဲ့မှာဘာလုပ်ပြလဲဆိုတော့မှတ်ပုံတင်အတက်လုပ်ပြတယ်အိမ်တော်စုစရာကတော့ထုံးစံတိုင်းပေါ့ဟိုအိမ်တော်စုစရာတွေဘာတွေကသူ့မေရီစီဘာတွေကတောင်းပြီးရင်သူအမှုတွေဘာတွေကေရှင်းချောင်းဘာညာအကုန်အစားအဆုံးအကုန် new brand အဲ့ပုံစံလိုလုပ်ပြပြီးတော့မှထည့်ပလိုက်တာဆိုတော့ဝင်အဲ့လိုထည့်တဲ့လူတွေများလာတော့အောက်ခြေစစ်သားတွေက
အတွေးခေါ်မရှိဘူးဗျာပညာရေးပိုင်းလည်းမရှိဘူးဒီဒုစရိုက်သမားလာတဲ့ကောင်တွေကလည်းရှိတယ်ဟိုယူပြီးရင်ရိုးသားသားကိုယ့်ဘက်သားကိုပညာတော့မတတ်ဘူးဒီအခြေခံလူတန်းစားပေါ့ဗျာဒီကိုယ့်ဘက်သားကိုအလှချမ်းနဲ့လောက်ကင်စားတော့နေတဲ့လူတွေပေါ်တာဆွဲခံရတဲ့လူတွေလည်းပါလာတယ်အဲ့တော့တကယ်ဇယိုက်ချမ်းတဲ့ကောင်တွေဇယိုက်တိုင်းနဲ့ကောင်ရောဇယိုက်ကောင်းတဲ့လူတွေပညာရေးလိမ်မာတဲ့လူတွေအများကြီးပါလာတယ်နောက်ဆုံးအဲ့စစ်သေးကိုသူတို့ကစုဆောင်းရင်းနဲ့သွေးမိဆိုလို့ရှိရင်ကိုဘာလို့ပြင်လဲဆိုတော့အဲ့တော့ပေါ့နော်ဒီဟုတ်ပြီလူအပြင်3တန်းလောက်ပဲအောင်သေးတယ်10တန်းအောင်လုပ်ရင်လုပ်ပလိုက်တာဈေးထဲမှာအဲ့ဒါမျိုးပေါ့နော်အဲ့ဒါမျိုးတွေဒီလုပ်ပြီးတော့သူတို့ကသွင်းပလိုက်တာအဲ့လိုမျိုးဆိုတော့အောက်ခြေစစ်သေးတွေကတော်တော်များများကဒီပညာမတက်တဲ့လူတွေများတယ်ပညာမတက်တဲ့လူတွေများတော့အတွေးခေါ်နေတဲ့လူတွေများတယ်ပြီးရင်ကြောက်သူတို့ရဲ့ဟွာနီးစနစ်ကအတိအတိုင်းပဲအကြောက်တရားရိုက်သွင်းတာဟုတ်အကြောက်တရားရိုက်သွင်းတယ်အဲ့အကြောက်တရားရိုက်သွင်းတဲ့အနေအထားမှာဘလူသွားပြီးထိအောင်လဲဆိုတော့ဟုတ်ပြီအမှုနဲ့ပြေးမလို့ကောင်ရှိမယ်ပြေးမလို့ဝင်တဲ့ကောင်ရှိတယ်ဗျာပြီးလို့ရှိရင်ဒီပေါ်တာဆွဲခံချိတ်ချောက်ပြီးပေါ်တာဆွဲခံရတဲ့ကောင်လေးရှိမယ်ကွာပြီးရင်ကျွန်တော်တို့လိုဝါနာပါလို့ဝင်တဲ့လူရှိတယ်အဲ့မှာအကြောက်တရားနဲ့ရိုက်သွင်းတဲ့အချိန်မှာဘလို့ဖြစ်လဲဆိုတော့အမှုဒူးစရိုက်မှုလုပ်ပြီးတော့မှဟိုပြေးမလွတ်တဲ့ကောင်ကြတော့ကြောက်တော့ကြောက်တယ်ဒါပေမဲ့ဟိုတိတ်ပြီးတော့ဟိုစိတ်ထဲမှာတိတ် feel မထားဘူးအဲ့ကောင်လေးကွာချက်လာပြီအဲ့မှာသူတို့အုပ်ချုပ်ပေါ့ဟုတ်ပြီပေါ်တာချိတ်ချောက်ပြီးပေါ်တာဆွဲခံတဲ့ကောင်အဲ့မှာစထိပြီအဲ့ပဲဘာဖြစ်လဲဆိုတော့အစကနေကဟိုလိုက်ခဲ့မိသားစုကိုဘာဖြစ်တယ်နဲ့ချိတ်ချောက်ပြီးကြောက်လို့လိုက်လာတဲ့လူဆိုတော့အကြောက်တရားအယမ်းဝင်ပါတယ်နံပါတ်3ဝါနာပါလို့ဟွာကိုယ့်ဘက်တော်ဝါနာပါလို့ဝင်ခဲ့တဲ့လူတွေအကြောက်တရားနည်းနည်းဝင်သွားပြီပြီးတော့ဘာဖြစ်လဲဆိုတော့ဒီဝါနာကိုခံယူချက်နဲ့ကိုဝင်တာပြီးရင်ကိုခံယူချက်နဲ့ကိုလည်းဝင်တယ်ပြီးတော့ခါကြတော့ဒီအဲ့ဝါနာပါလို့ဝင်တဲ့လူတော်တော်များများလည်းအောက်ခြေအဆင့်ကိုဝင်တဲ့လူတော်တော်များများလည်းပညာရေးအသင့်ပါတဲ့လူအနေဆုံးပဲရှိတယ်ကျွန်တော်ဆိုရင်ဒါမနိုင်ပြောရင်ဘွဲရဗျာကြောက်လို့ဘွဲရရဲဘော်ဘွားနေစဝင်တဲ့ကောင်တွေရှိတယ်ပြီးရင်တက္ကသိုလ်ပထမနဲ့ဒုတိယနဲ့တက်နေတဲ့လူတွေလည်းပါတယ်အဲ့လိုမျိုးပညာရေးအသက်ရှိတဲ့လူတွေကြောက်တော့လဲဘာသွားဖြစ်လဲဆိုတော့ဟုတ်ပြီတွေးသွားပြီသူတို့ရဲ့အကြောက်တရားထည့်သွားတဲ့ဟွာပုံစံဟွာ dark side ကိုကျွန်တော်ကပြောပြတာပေါ့နော်ဟုတ်ပြီအဲ့လိုတွေးခေါ်တတ်တဲ့လူကြောက်တော့လဲဟိုတွေးခေါ်တတ်တဲ့အခါကျတော့ဟာကိုလေးထင်တာတမျိုးဝင်လိုက်တော့တကောင်လေးဒီလိုလုပ်တယ်မသိလျော်ဘူးဆိုတာတွေးမိပေမဲ့လို့အကြောက်တရားရိုက်တင်တာဖြစ်တဲ့အတွက်ငါဒီလိုလုပ်လိုက်ရင်ငါမိသားစုဘလို့ဆိုတာအဲ့မှာစပြီဇာလန်အဲ့လိုမျိုးပုံစံမျိုးသူကသွားတာပေါ့အဲ့လိုပုံစံမျိုးသွားပြီးတော့ချုပ်တယ်စုတယ်အဲ့ပုံစံနဲ့သွားတယ်ဒါပေမဲ့အကျိုးတရားမှုတစ်ခုကဘာဖြစ်လဲဆိုတော့ဟွာစစ်အင်အားပြုံးတိမှုဆိုတာတိုက်ပွဲမှာကျန်ရမှာမဟုတ်ဘူးဟွာတက်ထဲမနေကြလို့ထွက်ပြေးရလဲစစ်အင်အားပြုံးတိမှုတွေများလာတယ်ဘလို့လူတွေများလဲဆိုတော့ခုနပြောတဲ့လူသုံးမျိုးတွေကခံယူချက်တဲ့ဝါနာပါလို့အတွေးခေါ်ရှိရဲ့လူတွေပြေးတယ်ပြီးရင်ဟိုချဲချောက်ခံရလို့ပေါ်တာသွဲခံရတဲ့ကောင်တွေပြေးတယ်များသောအားဖြင့်အဲ့မှာယာရဲတော့ကပြေးတာအဲ့အရင်ကလေးကနော်အာနာမသိရင်လည်းပြေးတာအဲ့လိုလူတွေကပြေးတာသူတို့ကဝါရဖြတ်လိုက်မှာဟာစိတ်ဓာတ်မရှိလို့ဘာလို့အဲ့ဒါဘာမို့ဒီကောင်တွေဖိပိတ်ကြည့်ပြီးရှောက်ပြောနေတာဒီကောင်တွေအဲ့လိုလူတွေကပြေးတာကြံခဲ့တဲ့ကောင်တွေကဘယ်သူတွေကြံခဲ့တော့အုံတော့မရှိခိုးသူလူလိုက်ဟိုတည့်ရပါလားအမှုကမလွတ်တဲ့ကောင်ဇေယိုက်ချမ်းရှိတဲ့ကောင်တွေကြံခဲ့တာများတယ်အဲ့ဒါမျိုးပေါ့နော်အဲ့ဒါမျိုးရှိတယ်ပေါ်ဒါကဟွာကျွန်တော်အခြေအနေတစ်ခုကိုပြောပြတာဒါဖွဲ့စည်းပုံကအဲ့အတွင်းထဲမှာကနေကအာနာမသိခင်ကလေးကအဲ့လိုမျိုးသူတို့ဝေးရသွားနေတာလိပ်ပတ်လည်နေတာအဲ့ဒါနဲ့လိပ်ပတ်နေတယ်ဆိုတော့ပြောမယ်ဆိုရင်ကျွန်တော်အဓိကပြောချင်တဲ့တစ်ပွိုင်းကဘာလဲဆိုတော့ဖွဲ့စည်းပုံကစိတ်ဓာတ်ရေးရရောပြီးရင်စီကမန်းစာရရောကျင့်ဝတ်ရောအကုန်ပြတ်နေပြီလားအဲ့ဒါဘယ်သူကြောင့်လဲအခြားကြောင့်မဟုတ်ဘူးအဲ့ရာရှိဆိုတဲ့ကောင်တွေရာရှိဆိုတဲ့ကောင်တွေအကုန်မပါဘူးနော်အကုန်မပါဘူးရာရှိဆိုတဲ့လူတွေထဲမှာလည်းကောင်းတဲ့လူတွေအများကြီးပဲစိတ်တကောင်းတဲ့လူတွေအများကြီးပဲအဲ့လိုလူတွေအားစသူတို့ကအရာရှိဆိုတဲ့အခါကျတော့ပို့ပြီးတော့ဟိုဘယ်လိုပြောရမလဲလုံးပုံလုံးတွေသိတဲ့အခါကျတော့ပို့ကြောက်တယ်သူတို့ထောက်ခံရမှာဘာလို့လဲဆိုတော့အရာရှိတင်တန်းတွေ DSA တို့ ODS တို့ဟိုတက်ပြီးသွားပြီဆိုလို့ရှိရင်သူတို့တခါတည်း cycle သွင်းထားတာဟုတ် cycle သွင်းထားတော့အခါကျတော့ဒီကောင်တွေကပို့ကြောက်တယ်ပို့ကြောက်တော့ဒီကောင်တွေကဘလို့ရေကိုခိုင်းတာအကုန်လုံးလာအဲ့လိုမျိုးဆိုတော့ထားပါတော့စိတ်အဲ့အရာရှိပိုင်းဆိုတာတကယ်ခေါင်းတွေဥမာတိုင်းမှုလို့ခေါင်းလေးတို့ဗျူဟာမှုလို့ခေါင်းလေးတို့တက်ရင်မှုလို့ခေါင်းလေးတို့တော်တော်များများအဲ့လိုယာထုအကြီးပိုင်းကိုရောက်နေတဲ့ကောင်တွေတော်တော်များများကစိတ်တက်ပြတ်နေတဲ့ကောင်တွေများတယ်
ရတယ်အဲ့ဒီစိတ်တက်ပြတ်တာဘာကြောင့်လဲအဓိက main တစ် point ကဆရာနာရှိကြောင့်နေဝင်းလားတန်းရွှေလားသိစိန်လားသူတို့ကနေစပြီးတော့မွေးထုတ်ပလိုက်တဲ့ဟာကြီးဆိုတော့သူတို့ကနေအကျင့်လဲအဲ့လိုဥဆောင်တဲ့ကောင်တွေကအကျင့်လဲမရှိဘူးအကျင့်ပြတ်တယ်ခြာစားတယ်ဝင်နေမရှိဘူးဗဇက်ကသာစီကန်းရှိရသူတို့ကလှုပ်ချင်တာလှုပ်နေတယ်အဲ့လိုကောင်တွေကနေပြီးတော့မှ dark side တွေနဲ့တွဲပြီးတော့မှအောက်ခြေကိုပုံသွင်းပြီးတော့မှအကြောက်တရားနဲ့ဖိပြီးတော့အုပ်ထားတာအဲ့လိုပုံစံဆိုတော့စစ်တပ်ကဒီဖွဲ့စည်းပုံပြတ်တယ်လို့ပြောရမယ်အထားမှာဒီစိတ်ပိုင်းဆိုင်ရာစိတ်တပိုင်းဆိုင်ရာကျင့်ဝတ်ပိုင်းဆိုင်ရာပြတ်တာများတာပေါ့ကျွန်တော်ပြောတဲ့အထက်မှာခုနစကားခံထားပြီးတာတော့ကောင်းတဲ့လူတွေရှိတယ်ကောင်းတဲ့လူတွေရာရှိရဲမှာလည်းရှိတယ်ဒီအောက်ခြေစစ်တီရဲမှာလည်းရှိတယ်ဘလူးလူအဲ့လိုရှိတဲ့လူတွေဘယ်ရောက်ကုန်လဲအဲ့တော့ကြောင်ပို့ခံတကယ်ပို့ခံရတာကျွန်တော်ကိုယ်တိုင်ကိုတွေ့ဗျာကျွန်တော်ဆိုလို့ရှိရင်ဒီတက်ထဲမှာMCU ဆိုတော့ခါကျတော့အောက်နဲ့လည်းအဆင်ပြေတယ်အထက်နဲ့လည်းအဆင်ပြေတယ်ဒါပေမဲ့ဟိုအဆင်ပြေပြီပဲလို့ဟိုတကယ်ဂျင်းတဲ့ဂျက်တဲ့အလုပ်တွေကြီးခိုင်းတာဘာလို့တော့အောက်ခြေလည်းမမကန်ကန်ပြောတယ်ဆိုလဲဆက်ဆက်နဲ့လှုပ်တယ်အထက်လည်းမမကန်ကန်ပြောတယ်ဆိုလဲဆက်ဆက်နဲ့လှုပ်တယ်မြင်ကြည့်မခံရအောင်အဲ့လိုမျိုးနေတာကိုယ်တိုင်ကြုံခဲ့ရတာကိုယ်တိုင်လည်းမြင်တွေ့ခဲ့ရတယ်သူတို့ဝေးထဲမှာအခုတက်ထိလည်းအခုအာနာသိမ့်ပြီးအခုအာနာသာသိမ့်ထားတာအခုတက်ထိဒီကောင်နေဒီဝေးတိုင်းသွားနေလို့ပဲအခုသူတို့အနေနဲ့ကဖွဲ့စည်းပုံကစောက်ထဲမှာတော့ရှိတယ်စိတ်ဓာတ်ပိုင်းဆိုင်ရာရောစီကန်းကျင့်မြင့်စီကန်းစီမြင့်ကျင့်ဝတ်ပိုင်းဆိုင်ရာရောအကုန်အရင်ကတည်းကပြတ်ပြီးသားအခုဆိုရင်သူတို့အနေနဲ့ပြည်သူထောက်ခံမှုမရှိတော့အခါကျတော့ဒီသူတို့အနေနဲ့စစ်စင်ရေးထွားတဲ့အခါမှာအရှုံးနေကြီးရှုံးတယ်မရှုံးဘူးအတန်လေးနည်းနည်းလေးမဆွေလောင်လေးထွက်ရအောင်အသိပြောင်များတယ်ဘာကြောင့်လဲအဓိကအစကနေအခြေမခိုင်ဘူးအခြေခိုင်အောင်ကောင်းကောင်းမွန်မွန်လုပ်တဲ့ဟာကိုသူတို့ဟိုပြောရမယ်ဆိုလို့ရှိရင်ဒီလက်တလုံးကြားလုပ်ပြီးတော့မှဖြတ်စည်းပစ်လိုက်တဲ့ခစ်အဆက်ဆက်ကဖြတ်စည်းပစ်လိုက်တဲ့အရာတွေကြောင့်မလို့သူတို့အတွင်းထဲမှာသူတို့အခြေချင်းကိုအဲ့တိုင်းဖြတ်စည်းပစ်လိုက်တာအဲ့ဒါကြောင့်မလို့အခုလိုဖြစ်ကုန်တာဆိုတော့ဒီကောင်တွေဖွဲ့စည်းပုံအခုချိန်မှာတော်တော်ပြတ်နေရတော့မြင်သာတယ်ဒီလန့်တွေ့ရလူဟိုအကောပေါ်တာဆွဲယောက်ျားလေးမိန်းကလေးလူငယ်လူရွယ်နားမလဲဘူးဘာယောဂရှိရရင်မရှိရရင်နားမလဲဘူးကုန်ဆွဲချအဲ့တိုင်းလုံနေတာသူတို့လူအင်အားတော်တော်ပြုံးတီးနေလို့ဒါကမြင်သာဒါပေမဲ့တော်တော်များများမသိတာကအရင်ကတည်းကပြတ်နေရဆိုတော့မမြင်တာပေါ့နော်နောက်ဆုံးဘယ်လောက်တိဆိုးရလဲဆိုရင်ဒါအခုဒီတော်လိုင်းကာလာမှာပြူစောတီလို့ဒီအပြူကောင်တွေပေါ့ပြူတို့အဲ့အပေါ်တာဆွဲခံရတဲ့လူတွေအများကြီးရှိတယ်အပြူတွေဆိုဒါပြူတွေဆိုလို့ရှိရင်ဒီအတိုင်းပဲထားပါဦးဒီကောင်လူပဲအုံတော့မရှိဘူးဟိုအကုန်ခိုးစိုးလူရလောက်ရဟိုအကုန်လောက်ရတော့ခါကျတော့အကုန်လုံနေလို့လုံပြောကောင်တွေကြီးပါပဲဒီပေါ်တာဆွဲလူတွေထက်မှလည်းဒီအခွင့်သာတာနဲ့တာဝန်မထမ်းဆောင်ခြင်းလို့ထွက်ပြေးလွတ်မြောက်တဲ့ကလေးတွေကောင်လေးတွေလူငယ်လေးတွေရှိတယ်လို့အခုတည်းကမလွတ်မြောက်သေးတဲ့လူငယ်လေးတွေလည်းရှိတယ်ဒါပေမဲ့အဲ့ထဲမှာတတိချက်စရာတကူကပေါ်တာဆွဲခံရခြင်းအတူတူတောင်မှမနေချင်တာချင်းအတူတူတောင်မှစိတ်လဲပြီးပျော်သွားတဲ့လူတွေလည်းရှိသေးတယ်။ဘာကြောင့်အဲ့လိုမျိုးတွေရှိရလဲ။သူတို့ရဲ့စိတ်ဓာတ်စစ်စီအုပ်ချုပ်မှုစိတ်ဓာတ်စစ်စီ dark side psychological warfare ပေါ့နော်။အဲ့ဒီအရာကြောင့်မလို့ပဲ။ तू ကဘယ်လိုလုပ်လဲဆိုတော့ဒီကောင်တွေကလူတွေရဲ့ mindset ကိုကောင်းကောင်းသိတယ်။တော်တော်ကိုသိရ။တော့အဲ့ဒါတခုသူတို့ရဲ့အုပ်ချုပ်မှုပိုင်းဆိုင်ရာမှာအားသာချက် dark side ကောင်းကောင်းသိတယ်။အကောင်းဘက်တော့မဟုတ်ဘူးအဆိုးဘက်ပေါ့နော်။လူတယောက်ကိုဘယ်လိုမျိုးကြက်လိုက်မယ်အဲ့လူအနေခတ်တဲ့အချိန်မှာဘယ်လိုလွတ်ပိတ်လိုက်ရင်အဲ့လူကဘယ်လိုပုံစံရှိရဲဆိုတာဒီကောင်လေးလေ့လာထားပြီးသားအဲ့လိုမျိုးဆိုတော့အခုဒါဥပမာပေးပြီးပြပြပဲဗျာအားလုံးမြင်ပါအခုစစ်ကြောင်းတွေထိုးတယ်ဒီကောင်လေးမီးရှို့လူတက်မရင်းချင်းအကုန်လုံးဟုတ်ပြီစစ်မှုထမ်းတပ်သားတက်တွေတို့ပြူတွေတို့အများကြီးပါတယ်ဗျာဟုတ်ပြီဒီကောင်လေးအဲ့တို့အတန်တွေစစ်တီလည်းပါတာဟုတ်ပြီဘာကြောင့်အဲ့တိုင်းလေးလုံနေရလဲဒီတမျိုးကြရှိပဲဆိုလို့ရှိရင်တော့ဟိုသူတို့ထီရနဲ့ဟွာမခံချင်သူတို့ထီလို့ပြန်လုပ်တယ်လို့သိရမလားအများကြီးပဲပေါ့ဗျာဟွာသူတို့တရင်မားပြီးလောက်တာတွေကိုသူတို့ရှောက်ပြောလိမ့်မယ်တကယ်တော့မဟုတ်ဘူးဒီကောင်လေးကအကွက်ကြက်ကိုသေချာအဲ့တိုင်းပုံစံမျိုးမြေပြင်မှာဆင်းတဲ့လူတွေအဲ့တိုင်းပုံစံမျိုးဖြစ်အောင်သေချာအကွက်ကြက်လှုပ်ထားလို့ကျွန်တော်ကဒါကျွန်တော်သိလို့ပြောပြတာအဲ့လိုမျိုးပုံစံမျိုးလူတယောက်ကိုသူတို့ကဟိုလူရဲ့သဘာဝဗျာဂျင်းတဲ့ချက်တဲ့ကြက်တာများလို့ရှိရင်ဟွာလွတ်လိုက်ရစိတ်တော့ပေါက်ရှာကြတယ်ပေါ့နော်တက်ထဲမှာတကောင်လေးကကြက်တယ်
ဝါဒီဟာဟို CBC ကအတိုင်းမဟုတ်ဖဲတဲ့ CBC ကအတိုင်းသူကကျင့်ဝတ်ရှိတယ် CBC ကရှိတယ် ဟွာဒီဥပဒေဆိုတာအများရှိတယ်အများကြီးပဲတတ်မှတ်ထားပြီးသားအဲ့တိုင်းမဟုတ်ပဲနဲ့အဲ့ဒါကိုလက်တလုံးချလှုပ်ပြီးတော့မှကြက်ထားတာကြက်ထားလို့ကြက်ရဲ့အချိန်မှာရှေ့တက်လက်လွတ်လိုက်ရောသူတို့လိုချင်တဲ့ tip point ဥမာရွာတရွာကိုဝေရှုမယ်ဒီဟာကိုဒီအောင်တွေ့မယ်ဆိုရင်လှုပ်ချင်တာလှုပ်သွားအဲ့လိုပုံစံမျိုးခိုင်းစရာမလိုပဲတဲ့အော်တိုလှုပ်အောင်လို့ကိုသူတို့ကဟို site ဝါထည့်ပြီးတော့မှအဲ့ psychology ကဲဝါဖဲနဲ့အကွက်ကြလှုပ်ထားတဲ့အနေအထားမျိုးရှိတယ်အဲ့ဒါလည်းပါတယ်နံပါတ်1နံပါတ်1ကဘာလဲဆိုတော့ဒီသူတို့ရဲ့လူတွေဘလို့ပဲ dark side ပဲထည့်ဟုတ်ပြီ dark side ထည့်ထားပြီးသွားပြီလှုပ်ပြီးသွားပြီနေပျော်သွားအောင်လို့ဘာလုပ်လဲမူးစေးလားအရက်လားဖဲဝိုင်းလားစသဖြင့်ပေါ့နော်သူတို့စိတ်ထွက်ပါလွယ်အောင်လို့သူကဟပေးထားတာအကုန်အဲမှာဟပေးထားတာအထဲမှာပါဟပေးထားတာလောက်ချင်တာလို့နောက်ဆုံးဘလောက်ဒီအချို့ဆိုရင်စိတ်ဝင်သွားလဲဆိုတော့ဟိုလက်နဲ့လည်းကြိုင်ထားတယ်အနောက်ကအဖွဲ့အစည်းစစ်တပ်ဆိုရဲ့အဖွဲ့အစည်းလည်းရှိတယ်ဟိုအပြင်လဲရောလုံးချင်ရလုံးမယ်ကွာငါဘာဖြစ်ဘူးလဲစိတ်ဝင်သွားရောအဲ့လိုပုံစံမျိုးတွေအဲ့လိုပုံစံမျိုးပေါ့ကိုသူတို့လှုပ်ထားတာဒါကအကွက်ကြသူတို့အုပ်ချုပ်မှုဘိုင်းဆိုင်ရာကိုပြောပြတာနော်ဒီဖွဲ့စည်းပုံပြတ်လို့သူတို့ပါဖွဲ့စည်းပုံအစကတည်းကပြတ်တယ်အခုတကယ်အစကတည်းကပြတ်ထားတဲ့ပို့ပြီးပြတ်လာတော့ခါကျတော့သူတို့အနေနဲ့ပလန်အုပ်ချုပ်မှုပလန်ဆွဲထားတဲ့အတိုင်းပဲအခုချတာတော့ဒီလိုဖြစ်တာပဲဆိုတော့ဒီအဓိကစတက်ကဘာလဲဆိုအဲ့စစ်တပ်ပါခေါင်းဆောင်တွေရဲ့အာဏာရှင်လက်ပါစီတွေပေါ့နော်လက်ပါစီအရာရှိတွေပေါ့ဒီကောင်တွေကတော့ဖိမိတ်ညင်းတာပဲသိရပါလားဟိုသူတို့ကိုထောက်ခံတဲ့ lobby တွေတို့သူတို့ပြောတာအခုထင်တဲ့ကောင်တွေကတော့ဟိုအသားတွေကလောက်ထွက်တွေရောပြီးလို့ရှိရင်ဘာဖြစ်တဲ့ကြမဟုတ်တန်းတရားလျှောက်ပြောတာတွေရောလိန်တာတွေရောဆဲတာတွေရောစုံတွေရောပြောရင်ပြောလိမ့်မယ်ဒါသူတို့ကစောက်ရက်ဖိမိတ်ညင်းတဲ့စောက်ချင်းရှိရအဲ့ဒါဟိုဟာစစ်တပ်ရဲ့သဘာဝပဲသူတို့လောကရဲ့သဘာဝလောကသားသဘာဝဖိမိတ်ညင်းတာမျက်စိရှိမှဟုတ်နေတော့မဟုတ်ဘူးညင်းတဲ့ကောင်တွေဆိုတော့အဲ့တိုင်းပြောရင်ပြောလိမ့်မယ်အခုကျွန်တော်ကဒါတဲ့ပြောပြတာပေါ့နော်ပို့ပွင့်လေးဆိုတာတဲ့ကိုဖြစ်နေပါပြီအဲ့လိုပုံစံမျိုးပြောပြတာဆိုတော့ဖွဲ့စည်းပုံပြတ်တာအရင်ကတည်းကပြတ်တာခုနကျွန်တော်ပြောပါလို့ပဲပြတ်တယ်အဲ့တော့ဖွဲ့စည်းပုံပြတ်တော့ခုနက dark side တွေနဲ့သူက psychological warfare တွေအနေနဲ့အကွက်ကြတဲ့ဟိုဒီအောက်ကစစ်တီတွေကိုသူတို့လူရခိုင်းလို့ရအောင်စစ်တီသူတို့လိုချင်တဲ့ပုံစံမျိုးစစ်စီရဲပါလုပ်လို့ရအောင်လို့အဲ့ပုံစံမျိုးဟိုဒီလောက်တယ်ပေါ့နော်ဒါကဒစိမ့်တစ်ပိုင်းတွေကိုကျွန်တော်ကပြောပြတာပေါ့နော်စစ်မှုထမ်းနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါကဒီခုနကဖွဲ့စည်းပုံကိစ္စရှင်းပြရတဲ့ဆက်တာပါပဲကျွန်တော်ပြောရတဲ့ပါပြီးသားပဲသူတို့အရင်ကတည်းကလူနေတာအခုလိုအရေးသူတို့အတွက်ပေါ့နော်သူတို့အတွက်အခုအရေးကြီးတဲ့အချိန်ကြောင့်လူပူလို့တော့စစ်မှုထမ်းတွေကိုဒီတောက်လျှောက်ဆွဲတယ်ဟုတ်ပြီအခုစစ်မှုထမ်းတွေကိုအသေးခံတတ်ခိုင်းတယ်ဘာညာပြောကြတယ်လက်တွေလည်းကြုံကြတယ်ဟုတ်လားတကယ်ဟုတ်တယ်ဘာလို့လဲဆိုတော့သူတို့ရဲ့ခွဲခြားဆက်ဆံမှုကရှိတယ်ကြားထဲမှာဥပမာကျွန်တော်ပြောပြမယ်ဟုတ်ပြီကျွန်တော်ရဲဘော်ချင်းချင်းပဲကျွန်တော်လည်းတင်တန်းတက်ရတာပဲစစ်သားဖြစ်တာတော့တင်တန်းတက်ရတယ်တင်တန်းနဲ့စစ်သားတွဲထားတာအများလားအဲ့တော့တင်တန်းတက်တယ်ကိုလည်းစစ်သားသူလည်းစစ်သားကိုကတင်တန်းချရောက်သွားတော့တင်တန်းချရောက်သွားတော့ဟုတ်ပြီတင်တန်းသားပေါ့ဗျာအဲ့မှာဒါတင်တန်းသားလားဒါတန်တီလားလာပြီစပြီခွဲပြီစပြီခွဲထားတာတင်တန်းသားဆိုရင်တင်တန်းသားလို့ဆက်ဆံတင်တန်းသားလို့လှုပ်သူစကားတန်တီလို့ဆက်ဆံတန်တီလို့လှုပ်အဲ့မှာစပြီးခွဲခြားမှုကစတယ်ဆိုတော့တင်တန်းသားဆိုလို့ရှိရင်ဘာလုပ်လဲထုံးစံတိုင်းပဲဝင်ဖန်တာပေါ့လာတာထုတ်ပြီးလို့ရှိရင်ဟိုဟာဒီယာနဲ့တောင်းမြောက်တောင်းဘာကြီးတောင်းညာကြီးတောင်းနဲ့အဲ့ဒါပြီးသွားတယ်ဆိုတော့ဒါကအခြေခံဆက်ပဲရှိသေးတယ်ဟုတ်ပြီအဲ့တော့ခွဲခြားမှုကအဲ့မှာကနေကအချင်းချင်းတောင်းပါအဲ့လိုမျိုးလှုပ်လာတာဟောဟုတ်ပြီအာနာမသိခင်ကနေကလည်းပြည်သူစစ်မရှိဘူးလားရှိတယ်ပြည်သူစစ်တွေဒီတိုင်းသားနယ်မြေဒီဘတ်တွေမှာရှမ်းပြည်နယ်ဘတ်တို့ဘာလို့မှလည်းရှိတယ်ပြည်သူစစ်တွေရှိတယ်အများကြီးဒီမြန်မာပြည်ကုန်းတွင်းပိုင်းထဲကြတော့ခါကြတော့ဒီမတိတာလေရှိတော့ဖွဲ့ထားတာရှိတယ်အလုံးမလုပ်ရတာဟုတ်ဗျဟိုအရေးလည်းမကြည့်ဘူးဆိုတော့တိတ်ပြီးဟိုကမဖြစ်ကြဘူးဟိုစစ်ပြည်သူစစ်ဆိုတာအရင်ကတည်းကရှိတယ်သူကဌာနရှိပြီလားအဲ့ပြည်သူစစ်တွေကိုဘာလုပ်လဲခုလိုပဲခွဲခြားဆက်ဆံတာပဲစစ်သားတစ်ချက်ရပြည်သူစစ်တစ်ချက်ရအမှန်မနေနဲ့စစ်သားတစ်ချက်ရပြည်သူစစ်တပြားတော်ရနေမှာရအဲ့လိုမျိုးခွဲခြားထားတာသူကဆိုတော့ဒါတော့နော်ပြည်သူစစ်နော်ဒီလိုပေါ်တာမဟုတ်သေးဘူးပေါ်တာဆိုရင်ဘယ်လောက်ထိခွဲခြားဆက်ဆံမလဲစဉ်းစားတာကြည့်တော့
အဲ့တော့အသေးခံတက်ခိုင်းတယ်စေးတွေကျွေးပြီးအသေးခံတက်ခိုင်းတယ်ဆိုတာဟုတ်လားဆိုတော့ဟုတ်တယ်ရာခိုင်နှုန်းတော့မဟုတ်ဘူးဒီအာနာမသိခင်ကတိုက်ပွဲတွေမှာတောင်မှသူတို့ပြည်သူစစ်တွေပူတွဲတာရှိရဲအဲ့ပေါ်တာတွေလက်တွေလို့ပေါ်တာဆွဲပြီးတော့မှအဲ့တုန်းကတော့ပေါ်တာသမားတွေကိုသူတို့ကတနက်တွေခံပေးပြီးမတိုက်ခိုင်းဘူးပေါ့နော်မတိုက်ခိုင်းပေမဲ့ဘာလို့လဲဆိုတော့ကြည်တွေရိတ်ခါတွေတင်ခိုင်းတယ်အဲ့ဒါမျိုးတွေလုပ်တယ်အဲ့လိုကြည်တွေရိတ်ခါတွေတင်ဖို့ပေါ်တာဆွဲခံရတဲ့လူတွေတောင်မှမိုင်းဝက်မဖြတ်ရဲအဲ့လူတွေဖြတ်ခိုင်းတာဗျာကဲဟိုအသေးခံပြီးတော့တနက်ကန်ပြီးတော့တိုက်ခိုင်းပုံပြီးပေါ့နဲ့အဲ့ဒါတကယ်ဗျာဟုတ်တယ်ဗျာအမှန်တရားပဲအဲ့ဒါတကယ်အမှန်တရားပဲကိုတွေ့ဗျာကိုတော့မျက်လုံးမြူးတယ်အဲ့လိုမမရပါကြောင့်၄ချက်စစ်ရိုက်ခံရတယ်အရာရှိကိုဘိုးကြီးမလုံးသိမ့်ဘူးလို့ကျွန်တော်ပြောခဲ့ပြီလို့ဘိုးကြီးအဲ့လိုမလုံးသိမ့်ဘူးလို့ပြောခဲ့ပြီလို့ပါလေးချင်းစင့်ပြီးရိုက်ခံရတယ်ပြီးရင်ရေးယူခံရတယ်ရေးယူခံရမင်နီတာကဘာညာထိတော့မရောက်ဘူးဟွာစုံမတဲ့အနေအထားနဲ့မှတ်တမ်းထိုက်ခံစုံမခံတရင်မှုစုံမခံရတယ်ပေါ့ဗျာအဲ့ဒါ तू မှတ်တမ်းရှိရလေအဲ့လိုပြစ်မှုဟွာကျွန်တော်ရေးသုံးပါအဲ့လိုရှိရပြစ်မှုမှတ်တမ်းရှိရအဲ့လိုပြစ်မှုမှတ်တမ်း personal file နဲ့အထည့်ခံရတယ်ရေးခံရတယ်သတိပေးဆုံးပါပေါ့ဗျာသတိပေးဆုံးပါဆိုပြီးတော့ထည့်ခံရတယ်အဲ့လိုသွားတားမိလို့အဲ့တော့အဲ့အနေထားမျိုးတွေကြုံခဲ့တဲ့အနေအထားမှာအခုအချိန်မှာစီကျွေးပြီးတော့အသေးခံပြည်သူစစ်ဒီပေါ်တာဆွဲခံရတဲ့ကောင်လေးတွေကိုကလေးဟွာလူငယ်လူရွယ်လေးတွေကိုအဲ့တိုင်းတက်ခိုင်းတယ်ဟုတ်လားဆိုတော့ဟုတ်တယ်ဗျာလို့ပဲပြောချင်တယ်ဘာလို့လဲဆိုတော့အခုအချိန်မှာပေါ်တာကသူတို့လူတလောက်ရနေတာဟုတ်လက်နဲ့အင်အားပြပြီးတော့မှသူတို့အတုံဆွဲနေတာဆိုတော့ခါကျတော့လူတလောက်ရနေတယ် dark side တွေလည်းထည့်တယ်လက်နဲ့ပြပြီးလဲအစုအဖွဲ့နဲ့သူတို့ကလူစုတယ်အဲ့အစုထဲမှာသူတို့ဝါလာမိုင်းမိတယ်ပြည်သူစစ်လေးတွေရပါပြည်သူစစ်ဆိုတဲ့ကောင်တွေရပါအစ်စ်ကပါသေးအဲ့မှာအသေးကတက်ခိုင်းတယ်အဲ့လိုမျိုးတွေဖြစ်နေဆိုတော့စေးကျွေးပြီးတော့အဲ့ဒါဆိုရင်တက်ခိုင်းတာဟုတ်ပါစေးကျွေးပြီးတက်ခိုင်းတာဟုတ်လို့လားဆိုတော့ဟုတ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီအာနာမသိခင်အရင်မှာကနေကတက်ထဲမှာတရားဝင်သားမရောင်းတာမသုံးရဘူးပြီးလို့ရှိရင်ပြစ်တယ်အဲ့လိုသူတို့ရှိရလောက်တာစီပစ္စည်းကရှိတယ်တကယ်မှန်တယ်လောက်ထားတယ်မွေးစီဝါသုံးဆွဲခွင့်မရှိဘူးပြီးလို့ရှိရင်ဒါခတ်ခံမယ်ရေးယူခံမယ်မှန်တယ်ကြည်တိတော်တိမမြင်စီနဲ့အဲ့ဒါလေးနဲ့သူတို့ကလွှတ်ပေးထားတာဟုတ်ပြီအချို့တက်တွေရှိရတိတော်တိမမြင်စီတယ်လည်းမရဘူးဟိုလုံးဝတိတိကျကျတားမြစ်ထားတယ်ဆိုရင်တောင်မှမှောင်ခူတော့တင်တန်းเจ้าတွေမှာလေဟင်းမကောက်လို့ဆိုဟင်းမောက်ခူတင်တန်းစီဟိုတင်တန်းဆရာတွေတင်တန်းဒီပြတွေတင်တန်းရာရှိတွေမတွေ့အောင်ဟင်းလေးခိုးပြီးတော့ဝယ်စားရတယ်လို့ပဲအဲ့လိုပဲမှောက်ခူသွင်းတာမှောက်ခူဈေးကြီးပေးပြီးတော့မှဟိုဝယ်ပြီးတော့သုံးတာအိမ်လာတဲ့ခိုးသုံးတဲ့ကောင်တွေဗာတဲ့ရှိရအဲ့သွင်းတဲ့ကောင်ပဲရအောင်အဲ့တက်ထဲရပဲအခြားမတင်နဲ့တက်ထဲရပဲအဲ့တက်ထဲအဲ့ရောင်းတဲ့ကောင်ကရောင်းပေးတဲ့ကောင်တက်ဟိုသူ့ရောင်းပေးတာပဲရောင်းခိုင်းတာမသူတက်နေမှုလို့ဘာလို့အဲ့အရာရှိအဲ့ဟိုတက်ရင်မှုလို့အရာရှိတွေပဲအဲ့သူတို့ပဲအဲ့မွေးစီဝါလည်းပတ်သက်ပြီးကြရပဲအဲ့ဒါအာနာမသိခင်ရတော့သူတက်မတော်ကြီးဆိုတာဘလို့ဆိုတာဘလို့ဒီလိုစိတ်ကားကောင်းတယ်ဆိုတာဟိုပုံမရိုက်ပြတော့ကဗျာအဲ့ဒါအခုဆိုရင်ဘွေးပေါ်တာပေါ့အခုချိန်လူတွေကိုခုနကကျွန်တော်ပြောပြသလိုပဲ dark side နဲ့တွင်းတာဆိုတော့လုံးကျင်တာလုံးဆိုပြီးတော့ပစ္စည်းလိုချင်လာရော့ဆိုထုတ်ပြီးတဲ့ဟိုထုတ်ပြီးရောင်းပြီးတဲ့အဆင့်မှာဖြစ်နေပြီခုကဆိုတော့စေးကျွေးပြီးအသေးကတာခိုင်းတာဆိုတော့မှန်တယ်မလုံရှင်ဘူးဟုတ်ပြီတန်တန်းเจ้าမကနေကဒီကောဟိုပြေးချင်နေတာသူတို့ကကြည့်ထားတက်ကိုရောက်တယ်ဟုတ်ပြီဟိုကိုကပေါ်တာဆွဲခံရလို့သူကမတိုက်ချင်ဘူးစိတ်မပေါဘူးဒါပေမဲ့လုံနေရတယ်မှန်တယ်သူခိုင်းတိုင်းမလုံဘူးဒီကောင်ငါတို့သူမဖြစ်မနေမလို့သာလုံနေရတာလို့သူတို့တတ်မှတ်လိုက်လို့ရှိရင်အသေးကတက်ခိုင်းမဲ့ကိစ္စမှာလုံမယ်ဆိုလို့ရှိရင်သူတို့အနေနဲ့အခက်ခဲဖြစ်နိုင်တယ်အဲ့တော့ဘာလုပ်လဲဆိုတော့ဒါဖြစ်နိုင်တာကိုကျွန်တော်တွေးပြီးတော့ပြပြပါနော်သူ့ကိုချိန်ချောက်မယ်အမိတ်နဲ့ချိန်ချောက်မယ်အချက်ကင်မယ်ပြီးလို့ရှိရင်ဟိုအချက်ကင်မယ်ချော့လိုက်အချက်ကင်လိုက်လုပ်မယ်ပြီးရနဲ့ဟိုသူဘာကြိုက်တယ်လဲအရက်တောက်လားဘီယာတောက်လားစသဖြင့်အဲ့လိုလုပ်မယ်လုပ်ပြီးတော့မှတခါတည်းအဲ့တဲ့စိတ်ခတ်လိုက်ဘာသိမှာလို့စိတ်ခတ်လိုက်ကောမူးသွားပြီလေမူးသွားတော့ဟိုလှုပ်တော့တာအဲ့လိုမျိုးကြီးလဲပါမှာတေချာပေါက်ပါမှာဆိုတော့စေးသုံးပြီးတော့မှအသေးကတက်ခိုင်းတယ်ဆိုတာအဲ့အမျိုးတွေကြောင့်ဖြစ်မယ်တေချာပေါက်အဲ့အမျိုးတွေကြောင့်ဖြစ်မယ်ဆိုတော့ကျွန်တော်ပြောလို့ပဲပေါ်တာဆွဲရဲ့ထဲမှာလဲအခုလဲဒီပေါ်တာဆွဲတာစစ်ဘူးဘယ်သူမှမထမ်းချင်ဘူးလေသိရတာပဲဒီကောင်နေကြောင့်သိနေပြီကိုမထမ်းချင်ပေမဲ့လဲပေါ်တာဆွဲခံရတဲ့အထဲမှာလဲအကျင့်စာရိတ္တကောင်းတဲ့ကောင်လေးပါသလိုအကျင့်စာရိတ္တယူရင်းတဲ့ကောင်လေးတွေပါမှာပဲ
အဲ့ဒီမှာခုနကျွန်တော်အစောကြီးနေရှင်းပြလို့ပဲအဲ့မှာအပိုင်းကွဲသွားလိမ့်မယ်သူလည်းအထဲမှာကျွန်တော်တို့တင်တန်းမှာကြုံရသလိုအပိုင်းကွဲသွားမှာပဲအဲ့အပိုင်းကွဲသွားသလိုဖြစ်တာသူတို့အဲ့လိုဖြစ်အောင်ပဲအကွက်ချတာကိုအစားနဲ့အဲ့လိုဆိုတော့ဒီစစ်မှုထမ်းအစ်တွေကိုအသေးခံထိုးကျွေးဖို့ဆိုတာသူတို့အတွက်လွယ်သွားတယ်ဟုတ်တယ်မလားအဲ့လိုပုံစံတွေလည်းလုပ်ပြီးတော့ထိုးကျွေးတာဆိုတော့စစ်မှုထမ်းတွေနဲ့ပတ်သက်လို့အသေးခံတက်ခိုင်းတဲ့ကိစ္စကတော့ဒီဟုတ်ပါတယ်လို့ပဲကျွန်တော်ကပြောချင်တယ်အခုကနေကမဟုတ်ပါဘူးအရင်ကနေကပါလို့ရင်ကနေကပါအခုကအချိန်ကြီးတော်တော်ဆူဆူရွရွနဲ့သူတို့မရရတဲ့နီးနဲ့ရအောင်မကောင်းတာတွေကောင်းတာတွေမစင်စားပဲနဲ့ဟိုမရရအောင်ထိုးချဖို့ဆိုကျွန်တော်လေးလှုပ်နေရပါလို့ပဲကျွန်တော်ပြောချင်တာပေါ့နော်နောက်တစ်ချက်ကသူကဘာလဲဆိုတော့ဒီဖွဲ့စည်းပုံပြက်နေတဲ့အနေအထားတွင်းမှာတောင်မှဒီတက်ရင်မှုကအစဟိုဘိုလ်ချုပ်တွေအထိဒါအကုန်လုံးသိပါတယ်သိပေမဲ့လို့ဟွာတကယ်အထဲမှာနေပြီးတော့တကယ်ကြုံရတာတွေကတော်တော်ဆိုးတယ်ဆိုတာခေါင်းပုံဖြတ်တာတွေပြီးအကျက်ပြတ်ခြာစားတာတွေဟာတော်တော်ဆိုးတာတော့တော်တော်ဆိုးတာအောက်ခြေရဲပေါ်အတွက်ငှဲ့ကြည့်ရတရားမှမရှိဘူးတကယ်တရားမှမရှိဘူးနောက်ဆုံးဘလောက်ထိစုပ်ပဲ့လဲဆိုရင်ဗျာကျွန်တော်တို့လာစားရတယ်ဒီရဲဘော်လေးတွေကျွန်တော်တို့ MCO တွေရောအတူပဲအခြားအဆင့်ဆိုရင်အရာကဘောကအစအောက်ကရဲဘော်အဆုံးအရာကဘောကအစကျွန်တော်တက်ချက်ကြီးရောခွဲတက်ချက်ကြီးရောအောက်ကရဲဘော်အဆုံးဒုတက်ချက်တွေရောအကုန်ပါအခြားအဆင့်တွေကိုလုံးဝမကြည့်ဘူးလာစားလေးထုတ်တယ်ဟုတ်ပြီလာစားထုတ်တယ်ထုတ်ပြီးဘာလုပ်ရလဲကိုမတော့ဘူးဘာလုပ်လဲဘာစုဝေထည့်ရတယ်ဘာစုဝေသူတို့စကားပေါ့နော်သူတို့စာအုပ်ထဲကစာအုပ်စကားဘာစုဝေတဲ့ရေးထားတာပြောမယ်ဆိုရင်ဘာစုဝေဆိုတာပေါ့ဗျာဒီစစ်တီကတကယ်လို့ငိမ့်သားယူသွားတယ်ဒါမှမဟုတ်အရေးပေါ်တစ်ခုခုမိသားစုကြုံရလို့ရှိရင်မိသားစုပို့လို့ရအောင်ဒါမှမဟုတ်ကိုကဟွာတက်ထက်ထွက်ပြီးဆိုလို့ရှိရင်စုပြီးစားပြီးသားရအောင်လို့စကားလှလေးနဲ့သူကဘာစုဝေထည့်ခိုင်းတာအကွက်လေးရလှတယ်နောက်ကြဘာလုပ်လဲဆိုတော့အဲ့ဘာစုဝေမထည့်မနေရမထည့်မနေရဆိုတော့ထည့်တာပေါ့ဟုတ်တယ်လေမထည့်မနေရဆိုတော့ကိုကမထည့်ဘူးသွားလို့အထုတ်ချခံရမှာပေါ့ဘူကင်းနဲ့ဝင်ရမှာပေါ့မင်းဒီကွက်ခံရမှာပေါ့အဲ့တော့ထည့်ကြတာပေါ့ရဲဘော်တွေရောထည့်ရတော့ထည့်ပြီးလိုက်အားလုံးထင်တာထည့်တယ်ပြီးရင်လူလို့ရှိရင်ပြန်ထုတ်လို့ရတယ်ထည့်တာထည့်ရလဲအခြားမဟုတ်ဘူးအဲ့ဒီမင်းအွန်လိုင်းရဲ့အကျိုးစီးပွားကုမ္ပဏီဥပိုင်ကုမ္ပဏီတွေကအသက်အာမခံနဲ့ထည့်ရတာဗျာကဲဒီကောင်လေးစီးပွားရေးလှုပ်ရှားနေရဘလောက်ဆိုးလဲဆိုအောက်ခြေရဲဘော်ကပတ်စံအစအဲ့လိုလှုပ်ရှားနေရထဲ့တယ်ဟုတ်ပြီစုပေါ့စုလိုက်တယ်ဒါကိုရီကိုကျွန်တော်ပြောပြတာနော်ကျွန်တော်ကြုံနေရတာကိုပြောပြတာဟာနောက်တော့ဘာဖြစ်လဲဆိုတော့ရဲဘော်လေးတယောက်ကျွန်တော်လာသတင်းပို့ကျွန်တော်တာဝန်ထမ်းဆောင်တော့ဆရာကြီးတဲ့ဟိုကျွန်တော်အမေဆုံးသွားပြီတဲ့အဖေကလည်းဟိုကြမ်းမယ်မကောင်းဘူးလေးဖြတ်နေတာတဲ့အိမ်မှာညီမလေးတယောက်ပဲရှိတယ်ညီမလေးကအခုမှ8တန်းရှိသေးတယ်တဲ့ကလေးတယောက်တည်းတဲ့အခုဟိုလာကူစရာဆိုလို့အတော်အပြိုကြီးတယောက်ပဲရှိတယ်တဲ့အတော်ပြိုကြီးကလည်းအသက်ကကြီးပြီတဲ့90ကျော်နေပြီတဲ့ဟွာသူတို့နာရီအတွက်လုံးဖို့ကိုငွေပို့ကြလို့တဲ့စုထားတယ်စုငွေလေးပို့ကြလို့တဲ့ဗန်စုငွေရှိတာဟုတ်စုငွေလေးပို့ကြလို့တဲ့အဲ့ဒါဆရာကြီးတဲ့ကူညီပေးပါဦးတဲ့ဟွာကျွန်တော်တဲ့ဟွာဘိုးကြီးကိုသတင်းမပို့ရဲလို့တဲ့အဲ့မှာစတယ်လားကျွန်တော်ပြောပြဟုတ်တာပေါ့လို့ဒါဆိုရင်တော့လို့ကူညီပေးရပါပေါ့ဆိုပြီးတော့ကျွန်တော်ကတရေးဘိုးကြီးကိုသွားသတင်းပို့တယ်တရေးဘိုးကြီးကလည်းသဘောကောင်းတယ်နားလေတယ် तू က DSA ကစင်းတာမဟုတ်ဘူးကျွန်တော်တီးကြပြောပြ ODS ကစင်တာ ODS ဆိုတာကကျွန်တော်တို့ရဲဘော်တို့တက်ချက်ကြီးတို့ကနေအရာရှိဖြစ်သွားတဲ့လူတွေတက်ရတာ DSA ဆိုတာလုံးဝ brain wash လုပ်ပြီးတော့စိုက်ဝါးထဲလို့ကောင်းတဲ့အရွယ်10တန်းအောင်လေးတက်ရတာအဲ့ဒါကွာတယ် ODS ကစင်တဲ့လူဆိုတော့အခြားအဆင့်ဘဝကိုဖြတ်သန်းမှုတော့ तू ကနားလည်ပြီးတော့သဘောကောင်းတယ်ကူညီပေးမယ်ဆိုတိုင်ရင်မှုကိုသွားသတင်းပို့ပြီးတယ်သတင်းပို့ပြီးတော့ဘာလုပ်လဲဆိုတော့ဘာဖြစ်လဲဆိုတော့လုံးဝထုတ်မပေးဘူးနေမှုကမနော်ကိုရဲဘော်ရဲ့အမေနာရီဖြစ်တာအဖေလုံးတဲ့လူကလည်းလေးဖြတ်နေရလူမအပြိုအယိုအရွယ်မရောက်တယောက်ကလေးမတယောက်ပဲရှိတယ်သူညမလေးတယောက်ပဲအဲ့မှာ तू ကလူမကူနိုင်တာဝန်ကျနေရောလူမကူနိုင်တော့ငွေကူဖို့ဆိုတာတောင်မှတကယ်တမ်းဖြစ်တင်လာဗျာအဲ့ဒါစဉ်းစားကြည့်ကျွန်တော်ပြောပြဟုတ်တယ်မလားအဲ့တော့ကိုကအကြီးနေရာမှာနေရတော့ဟုတ်သားပဲသူ့ personal file မှာအကုန်ပါပြီးသားဘယ်သူပဲဝါပါကြအကုန်ပါပြီးသားဟုတ်သားပဲဒါဆိုငါတို့တက်ကဝိုင်းကူပေးလိုက်ရအောင်ရှိလားမစင်သားနဲ့တတင်းပို့ပြီးရောအဲ့လိုလေးပို့ချင်လို့ပါဆိုတော့ငွေလုံးဝထုတ်မပေးဘူးအစဲတောင်ခံလိုက်ရသေးတယ်အကောင်လေးဂျားတွေကလုတ်ပေးတဲ့တရင်ပို့ရောကျွန်တော်ရောပါဆဲခံလိုက်ရသေးတယ်အဲ့လောက်ထိစုပ်ပဲ့တာဂျားထဲမှာတော့အဲ့ဒီတရင်ပို့လုတ်တဲ့လူကအထက်ပြပြီးတော့သူ့စီးပွားရေးလုတ်နေမှာပေါ့ပြောပြတယ်ဟုတ်တယ်မလားဥပမာ
ဟိုဟာ8000ထည့်ရမယ်ရဲဘော်လာစားတသိန်းကျော်ရတယ်ဗျာ8000ထည့်ရမယ်ဆိုရင်ဟိုဥပိုင်အဲ့မရောက်နိုင်ဥပိုင်နဲ့ဟို9000ထည့်ပြပြီး3000ကိုသူသုံးရင်သုံးထားပါဗောဒါကတော့ပြောမရအဲ့ဒါမျိုးအနေထားတွေဆိုတော့အဲ့လောက်ကြီးတိဟိုအကျစ်ပြတ်ခြာစားနေတဲ့အနေအထားတွေဂျားတဲ့သူတို့ဂျားထဲမှာတော့သူတို့မိန်းမတွေသူတို့မိန်းမတွေတို့အဲ့ဟိုအလုံးလုံးဆရာရှိလို့ခိုင်းတာသူတို့အိမ်မှာလုံးဆရာရှိလို့ခိုင်းတာတက်နဲ့မဆိုင်တဲ့ကိစ္စဆိုရင်လည်းလုပ်ပေးရသေးတာဟာအဲ့မှာတက်ရဲ့ရဲမေးတွေဟွာစစ်သားမိန်းမတွေဆိုလို့ရှိရင်လည်းတက်နဲ့မဆိုင်တဲ့ဟာဟိုဟာလေးလုပ်ပေးပါဦးဒီဟာလေးလုပ်ပေးလားလုပ်ရတာပဲဖေကအစာလျှော်ပေးဆိုလည်းလျှော်ပေးရတာပဲအဲ့အမျိုးတွေဆိုတော့အောက်ခြေကိုလောကငဲ့ကြည့်တာမဟုတ်ဘူးဒီကောင်တွေကအဲ့လိုမျိုးအနေထားရှိဆိုတော့ဖွဲ့စည်းပုံပြတ်နေရဲ့ဖွဲ့စည်းပုံပြတ်နေရသူတို့လူရင်အမပြေဘူးဆိုတာလည်းသိတယ်ဒီရင်ကနေကသိရတယ်လေဟိုသိတဲ့ဟာကိုအဲ့သိတဲ့ဟာကိုစက်ပြီးတော့အဲ့စောက်ကျစ်တွေအဲ့အောက်ခြေကိုမကြည့်ပဲတဲ့ပြစ်ထားတာတွေသူတို့ကတောက်လျှောက်မွေးပြီးတော့တောက်လျှောက်လှုပ်အဲ့ဒါဆိုတော့အောက်ခြေကလူတွေကဘာတွေဖြစ်ကုန်လဲဆိုတော့ရုံးကလည်းရုံးထွက်ပြအောင်အဲ့တော့ဘာလုပ်လဲဆိုတော့ကို့ဘာမရှိငက်ကပြစ်ပြရတယ်ရှင်ကထွက်တယ်ရှင်ကထွက်တော့ငက်ပြတ်နေရောဘာလုပ်လဲဆိုတော့ထုံးတာနိုင်ပဲဟိုပင်ရပင်ပန်းစိတ်ပြီးသူမှုကများဟိုခေါင်းပေါ်ကဖြတ်ခံရအိမ်ကမိသားစုကဟိုအလုံးလောက်ကလည်းဟိုမဖြစ်ဆိုတော့ရလို့ကြတာပေါ့အဲ့လိုတွေဖြစ်နေတာဆိုတော့စိတ်ဓာတ်ပိုင်းဆိုင်ရာဒီဘလောက်ထိအဆိုးသွားစုပ်ပဲ့နေလဲဆိုတာအဲ့ဒါစဉ်းစားတာကြည့်လို့ဗျာတော့ထားတော့ရပိုင်ခွင့်တဲ့ရဲဘော်တွေဘောဘလောက်ဖိနေတယ်ဆိုတာကျွန်တော်ဥပမာထားပြီးပြောပြသေးရရှိတယ်ရှေးသားထွက်တယ်တကယ်လက်တွေ့တော့ရှေးသားထွက်တယ်တိုက်ပွဲမှာအတူတူတိုက်နေတာတောင်မှဒဏ်ရာရသွားတယ်အသက်ကယ်လို့ရတယ်နော်အရာရှိလည်းဒဏ်ရာရတယ်ရဲဘော်ကြီးလည်းဒဏ်ရာရတယ်အရာရှိလုံးတဲ့သူကြောင့်ဟာရဟရင်ကြီးတဲ့ဘောဆိုလာပြီးရေးဘော်သူခေါ်သွားအောက်ကရဲဘော်တွေကြောင့်ဘာဖြစ်လဲဆိုတော့အဲ့စီးမှုမှာပါတဲ့စေးဖို့ရသူတတ်နိုင်လောက်ကုပြီးတယ်ထုံးတာနိုင်ရှင်ရထွက်တယ်ဆိုတော့ပစ္စည်းကမစုံဘူးလေမစုံတော့ခါကျတော့စေးရုံမှာကုရတဲ့အနေအထားလောက်မလွယ်ဘူးဘာဖြစ်တော့ဟာဒီလူနာအတွက်ကတော့လှုပ်ရှုပ်တယ်စေချောင်းမှုလှုပ်တဲ့လူကဒါလက်တွေ့ကိုတွေ့ထပ်ပြောပဲလက်တွေ့ကိုတွေ့နော်ကျွန်တော်ကိုတွေ့လှုပ်ရှုပ်တယ်သွားဟွာပြစ်ထားခဲ့လားပြစ်ထားတာတော်သေးရပြောရပါအချုပ်လူကြီးဆိုလို့ရှိရင်အသက်ရှိသေးတယ်ကဲရသေးတယ်လှုပ်ရှုပ်လို့ဆိုဟွာစေးထိုးတပ်ပလိုက်တာရှိတယ်အဲ့လောက်ထိစိုးတာစေးထိုးတပ်ပလိုက်တာဒီဘာတွေကအပူပြောတယ်ထားအောင်ပဲညာနောက်ဆုံးကြသွားပြီဆိုရင်တောင်မှအလေးခံပြီးပြန်တယ်မနေဘူးကိုရဲဘော်ကြသွားရင်တောင်မှသူ့စီမှာသူ့မိသားစုရှိပါလားသူ့မိသားစုရှိပါလားရုံလောင်းလေးတော့ပြန်တယ်ဦးမယ်မစင်းသားနဲ့ညာဥမာချောင်းရှိလားချောင်းလေးပြစ်ချခဲ့တာပြီးရင်ချောင်းလေးပြစ်ချခဲ့တာကဲလို့လုံးဝသူ့မိသားစုမဖြစ်မနေပြောရတော့မယ်ဆိုမှသာလျက်အလောင်းဆိုင်မရဟွာအလောင်းတက်ဆွဲမရလို့ရှောက်လိန်ပြောလိုက်တာဒါတော့သူတို့ကအဲ့ပြစ်ချခဲ့တာကိုကြာသွားတယ်ပြောချင်မှပြောတာလိန်ထုတ်စားနေတာလာတာလိန်ပြီးတော့ဟိုမိမလုတ်တဲ့လူကကလဲတဲ့ဟွာသူ့ယောက်ျားတက်ပြေးဖြစ်သွားတာလူသူ့မိသားစုထားပြီးပြေးသွားတာလူပြေးသွားလို့ဟွာတက်ကလာစားမပေးတော့တာလူတဲ့ဟာလိန်စားတာတကယ်အဲ့ဒါတကယ်အခုမှမဝင်ရင်ကနေကအခုပို့ဆိုးပေါ့အခုစစ်တပ်ရဲ့ဖွဲ့စည်းပုံအရင်ကတည်းကအဲ့ဒါအခုဆိုလို့ရှိရင်တက်အင်အားလည်းပြုံးတည်တယ်ရမ်းများလူတွေလည်းသူတို့အကုန်ဆွဲချော့မော့ဆွဲခေါ်ပြီးတော့ခုနကပြောလို့ပေါ့ dark side တွေတွင်နဲ့မြောက်ပဲပြီးတော့မနေ့ချော့ခိုင်းနေရတယ်ပြီးတော့ဒီအားလုံးလည်းသိရတဲ့အတိုင်းပဲရွာတွေဝယ်တယ်မွေတယ်ရွာတွေမီးရှို့တယ်ပစ္စည်းတွေလူတယ်ယူတယ်အဲ့လိုလှုပ်ရှားတယ်ခေါင်းပုံဖြတ်တယ်ပြီးအချင်းချင်းဘလောက်ထိဟိုဟာဖွဲ့စည်းပုံပြတ်ပြီးစိုးဝါးနေမလဲဆိုတာအဲ့ဒါစဉ်းစားကြည့်ပေါ့ကျွန်တော်အဲ့ဒါကိုပြောပြချင်တာပေါ့နော်ဒီစစ်တပ်ဖွဲ့စည်းပုံပျက်စီးတာကစိတ်ဓာတ်ပိုင်းဆိုင်ရာအရင်ကပျက်စီးနေပြီသားအခုဆိုရင်ပူတောင်းပျက်စီးသေးတယ်အခုကြည့်ပါလားတိုက်ပွဲကြီးဖြစ်တယ်သူတို့ဖိလို့ရတဲ့အေးအားကောင်းတဲ့ဖိလို့ရတဲ့နေရာလောက်ပဲကောင်းဒီအပေါက်နည်းနည်းလေးပဲထောင်ရတာအေးအားအလုံးအရင်ရှိမှသာမောက်ထောင်ရတာကျန်တဲ့နေရာတွေကြည့်ပါလားခွေးပြဝယ်ပြေးတာပဲဘာလို့လဲစိတ်ဓာတ်မှမရှိတာဘူးဟုတ်တယ်မလားအဲ့ဒါသိတာပဲဆိုတော့တပ်ဖွဲ့စည်းပုံကိုပြတ်တဲ့အကြောင်းကိုဒါကျွန်တော်ကိုတွေ့တွေနဲ့ရှင်းပြခြင်းဖြစ်ပါတယ်